Yo what's up ဒီနေ့တော့ကိုတန်းထုံးမဟုတ်ပါဘူးကိုသိန်းမောင်ပါအားလုံးရဲ့ချစ်ချစ်ကိုသိန်းမောင်လေးပေါ့ကိုသိန်းမောင်မှာသိရမလားသူ့ရဲ့ဟိုစက်ရုပ်ကြီးစက်နီးတင်ပေးသွားပါမယ်ကျွန်တော်တို့တောင်းဆိုထားတဲ့လူလေးလည်းနေရှိလို့ပေါ့ဆိုတော့ကျွန်တော်ဒီဗီဒီယိုကိုအမြန်လှုပ်လိုက်တာဖြစ်တဲ့အတွက်ဆိုင်ကတန်နေရွယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကိုအမြန်လှုပ်လိုက်တာဖြစ်တဲ့အတွက်နည်းနည်းပြင်းစရာကောင်းရင်ကောင်းသွားလိမ့်မယ်ဆိုတော့စက်နီးလေးစားလိုက်ကြအောင်ဒီလီကိုရိုဘော့ကိုတလနေပါလောက်ဘာမှမလုပ်ပဲဒီတိုင်းပြစ်ထားမိရပေါ့ဆိုတော့ကျွန်တော်လည်းစက်နီးမမှတ်မိတော့ဘူးနည်းနည်းပါပြန်ကြည့်အောင်မယ်ဒီကောင်ကလည်းမကြီးဘောကြွိုင်းရမ်းချောင်းနေပြီဘောကြွိုင်းလေးကြည့်အောင်မယ်ဆိုတော့ရင်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့အားလုံးပဲကျွန်တော်သုံးနေကြ trick လေးပေါ့ဆိုတော့တီးရလူရလည်းတီးမှာပါဒီဟာလူတိုင်းသုံးတယ်လေဟုတ်တယ်မလားဒီမှာချောင်းနေပဲဆိုပါလို့အဲဆိုစာရွက်တည့်ဖြည့်ရအိုက်ချားထဲလိုက်ရဟုတ်တယ်မလားဒါလွယ်ကူဆုံးပဲရော့ခုရင်ရသွားပြီကြက်သွားပြီပေါ့ဆိုတော့ကျွန်တော်ငယ်ပါသူ့ရဲ့ခန္ဓာကိုယ်ပါညာလေးနဲ့ကြည့်ရအောင်မယ်ဘယ်လိုဆက်ရလဲဆိုတော့ရင်ဆုံးအနေနဲ့ခေါင်းလေးစပါမယ်ဒါလေးလိုတယ်စလိုက်ကြအောင်ခုစတော့ခေါင်းရပြီပေါ့ဟာလှုပ်ချောင်းနေဟာMerry Christmas, motherfucker. ဆိုတော့ဒါကတော့ bike ဘိုက်လုံးနေရလွယ်ပါတယ်ကျွန်တော်လီကိုရိုက်မှာအများနဲ့ဒီအလဲမှာဒူဟာလေးတက်တယ်ပေါ့ဘောက်လဲမသိဘူးကျွန်တော်ဒီပုံမှန်လေးပဲကြိုက်တယ်တော့ခေါင်းနဲ့ဘိုက်ရပြီနောက်ထပ်လက်ဒါလေးလိုပါတယ်ဒီနောက်တစ်ဖက်ကိုလည်းဒီလိုလေးပဲဆိုတော့အခုဆိုရင်လက်မောင်းပိုင်းပြီးပြီပေါ့ဆိုတော့တရောင်စစ်နဲ့လက်ပိုင်းပေါ့ဆိုတော့ဒါတရောင်စစ်ပေါ့
ဆိုတော့ရပြီနောက်ဆုံးလက်ပဲကျန်တော့တယ်ဆိုတော့ဒါတော့လက်ဆိုတာဟိုခြေထောက်ပြောအောင်နော်မြန်မာလိုလက်ကိုပြောတာရောကဖြစ်လို့ပဲထားကျင်ရတာခေါင်းဆက်မယ်လက်ချောင်းနေတယ်ဆိုတော့ yeah 6တွေလောက်အောင်မယ်လွယ်လွယ်လေးပါဒါလေးပဲရွှေ့လေဒီလေးဆိုရပြီချောင်းနေတယ်ကွာပိုင်နေပေါ့နော်နောက်ဆုံး6တော့ပဲဖြစ်ပါရဲ့ဒီ6တော့တရားပြီးရင်နောက်တစ်ဖက်ပြီးရင်ပြီးပြီပေါ့ဒူလေးတော့ဒီလေးပေါ့နော်အားရတက်မယ် 1.2 ကိုကျွန်တော်ဒီနိုင်နဲ့ကျိုးနေလို့ဒီလိုခါလေးဝက်နှာခေါင်းပုံစံဟာလေးရောအဲ့ဆိုဒီမှာရပြီနောက်ဆုံးဒီဟာပဲကျွန်တော်ရေးအမှတက်ကမဲ့ဟာကြီးကနည်းနည်းတော့ရှုပ်တယ်ဒီမှာဒီလိုဟာလေးအားလေးကိုဒီနားမှာဟုတ်ခါငါတက်ခရမှားတယ်လို့ပဲဒီနားမှာတက်စောဒီပါအားလုံးပဲဒီလိုလေးမှာမယ်အလေးကိုဒီမှာတက်ဥကပလက်ဒီလိုဟာလေးတွေ့ဘူးလားဒီလိုပေါ့နှစ်ဘက်စလုံးပါနှစ်ဘက်စလုံးတက်လို့ရတယ်ပေါ့ဆိုတော့အဲ့ဒါလေးကကြတော့ဒီမှာကြည်ဒီဟာဒီနားလေးမှာအဲ့ဒါလေးတက်နှစ်ဘက်စလုံးပါဟာလေးရပြီဆိုတော့အဲ့ဒါရတာနဲ့ဒါလေးကိုဒီလိုလေးထည့်လိုက်ရုံပဲယော့မရပြီ yeah ဆိုတော့မဟုတ်ကြံသေးတယ်ရွက်တွေကိုဒီတိုင်းထားလို့မရဘူးလေဆိုတော့ရပါပြီခြေတော်လေးရပါပြီဝီယာနောက်တော့တော့လုံးဝပြင်းတယ်ဆိုတော့ဒီမှာရရပဲဖြစ်ပါတယ်နောက်တစ်လုံးရရဖြစ်ပါတယ်ဆိုတော့ဟိုးဝိတ်ကျွန်တော်အဲ့နားမှာတစ်ခုမေးကြံနေခဲ့တယ်တစ်ခုလေးပဲဒါလေးပဲတဲလေးပါပဲဒီမှာဒါလေးကိုဒီမှာတက်မယ်ကင်မရာဘယ်လိုဖြစ်တာမသိဘူးဝါနေရယ်
နောက်ပြန်ဒါလေးကိုသူတို့တက်ဒါကြီးကွဲနေဟာမဒါလေးပဲရပြီဗီဒီယိုဆက်သွားကြရအောင်ဒီကဟာလေးနဲ့ဒီလိုလေးပေါင်းဆက်လိုက်မယ်ဆိုရင်တော့ဖြော့ဒီမှာရပြီပေါ့နော်နောက်ကျန်ကိုတန်းထွန်းရဲ့အပေါ်ခန္ဓာကိုယ်လေးနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ဖြင့်ယိုမကြည့်ရရမ်းမိုက်ရဲ့ပုံစံလေးဟာရမ်းမိုက်တဲ့ဒီဘေးရမဟုတ်တော့ခရမ်းမိုက်တဲ့ပုံစံလေးရရှိလိုက်ရဖြစ်ပါလေခါချောင်းနဲ့လို့ပဲ